ကြီးမနီးတဲ့တောရရွာတွင်တောရဌာနီကြီးမှအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုအသက်အရွယ်ငါးနှစ်ကျော်10နှစ်တွင်အပေါ်ရင်းများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးအစဉ်ကိုစားတည်မြည်တော့ရရွာကိုမြို့ကြီးပြကြီးမနီးတဲ့တောရရွာတွင်တောရဌာနီကြီးမှအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝအခြေတွင်ကိုအသက်အရွယ်ငါးနှစ်ကျော်10နှစ်တွင်အပေါ်ရင်းများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးအစဉ်ကိုစားတည်မြည်တော့ရရွာကိုပဲတစားစားနဲ့ကိုဘဝမှာပင်အရွယ်ရောက်လို့လာပြန်တော့တောရွာမှာပျော်ပြီးမဲ့လေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုပင်ရောက်ခဲ့ပြီမဲ့တော့ကအပေါ်ရင်းများတနေ့တရက်မှမမေ့နိုင်ပါစေမမေ့နိုင်ပါစေတော့မှဆွေမျိုးသားချင်းလက်ဆင်းရတဲ့သူတွေပဲတော့ဒုံမီတသိန်းတငယ်ချင်းအပေါင်းတွေကိုမမေ့ရာယုံလေးကိုခွင့်ပါခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဘူးလားကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါရောက်လာခဲ့ပါဦးမယ်လို့ကိုယ့်ရဲ့ဌာနေတချင်းကလေးနဲ့အားလုံးမှားသွားရှာတယ်အစိုးရကြီးစမ်းရထွန်းညော်အလွမ်းမပြေအစိုးရရွှေရှင်မင်းသားသူ့မောင်လားဒီလိုစိုးပြနေရရောတစားစားနဲ့ကိုဘဝမှာပင်အရွယ်ရောက်လို့လာပြန်တော့တောရွာမှာပျော်ပေမဲ့လေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုပင်ရောက်ခဲ့ပြီမဲ့တော့ကအဖော်ရင်းများ
မေ့နိုင်ပါရှင်မမေ့နိုင်ပါရှင်တောမှာရွှေမျိုးသားရင်နေဆင်းရတဲ့လူတွေပဲတောသူလုံးနေတသိန်းတငယ်ချင်းအပေါင်းမြင်ကိုမမေ့ရာယုံသေးရင်ကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဘူး